ဒီနေ့တော့မိုးလေးအေးနေရနဲ့ငရုတ်သီးနှင်းမများလေးနဲ့ပင်လယ်စာခိုင်တုတ်လေးတုတ်စားဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကင်းမော်နဲ့ပစုံကိုရင်နွေးဆူဆူထဲမှာ3မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ပြန်ဆယ်ပြီးတော့ရေခဲရည်ထဲမှာစိတ်ထားပေးလိုက်ပါတယ်ခင်ဗျာပြီးတော့ငရုတ်သီးစိမ့်နဲ့တူတူငပိကိုလည်းလှော်ထားပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့လှော်ထားတဲ့ငရုတ်သီးတွေကိုကြိတ်ထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ခရမ်းကျင်သီးရယ်နနံပင်ရယ်ငရုတ်သီးအနှိမ့်ရယ်ကင်ထားတဲ့ငပိရယ်တံပြာသီးနှလုံးစာနဲ့ချုံမို့လေးနည်းနည်းထည့်ပြီးတော့နေထားပေးလိုက်ပါတယ်ခင်ဗျာအရသာနှံ့အောင်နေပြီးဆိုလို့ရှိရင်တော့အရသာကိုညှိကြည့်လိုက်မယ်အနေတော်ပဲဆိုလို့ရှိရင်တော့စားလို့ရပါပြီခင်ဗျာကျွန်တော်ကတော့ရခိုင်ပင်လယ်စာတိုးလေးကိုထမင်းဖြူလေးနဲ့တွဲစားလိုက်ပါတယ်ခင်ဗျာဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ